60cc လုပ်ငန်းသုံးကားတိတန့်လေးတွေကိုပဲရောင်းပေးနေတဲ့ရန်ကုန်ဦးရဲကားရောင်းဝယ်ရေးကကြိုဆိုပါတယ်ဒီနေ့မှာတော့ဒါညီမတို့စီမှာ300ဝန်းကျင်350ဝန်းကျင်ပေါ့နော်ဒီလိုမျိုးလေးတွေကလုပ်ငန်းသုံးကားလေးတွေအသစ်ထပ်ရောက်ထားပါတယ်မော်ဒယ်မြင့်နံပါတ်မြင့်လေးတွေလည်းရောက်ထားတဲ့အတွက်ကြောင့်မို့လို့ညီမဒီနေ့မှာကားလေးတွေကိုလာပြီးတော့ပြပေးတာဖြစ်ပါတယ်ရှင်နော်ဒါကြိုမာထားကြတဲ့မိတ်ဆွေတွေဒါကတော့ပေါ့နော်ကြိုမာတာကတော့နေ့တိုင်းလိုပဲကြိုပြီးတော့မာကြတဲ့အော်တိုလေးရောက်ရင်ပြောပြပါအောင်ဟိုက်ချက်လေးရောက်ရင်ပြောပြပါအောင်ကျွန်တော်က300ဝန်းကျင်လေးတဲ့ကောင်လိုချင်တာပါဆိုပြီးတော့မှကြိုမာထားကြတဲ့မိတ်ဆွေတွေအတွက်ညီမဒီနေ့မှာကားလေးတွေကိုပြပေးတော့မှာဖြစ်ပါတယ်ဆိုတော့နောက်ထပ်လည်းအသစ်ထပ်ရောက်ဖို့ရှိပါတယ်ဒါအားလုံးကြိုက်ကြတဲ့ high jet လေးတွေလည်းထပ်ရောက်ပါမယ်เนาะဒါအော်တိုတွေကကြိုက်ပါဆိုအမိတ်ဆွေတွေအတွက်လည်းအော်တိုကားလေးတွေရောက်ရင်လည်းတိတက်အနေနဲ့ထပ်ပြီးတော့တင်ပေးပါမယ်ရှင်เนาะအခုကတော့ဒါညီမဒီအရှိမှာရှိနေတဲ့ Nissan Clever ကားလေးကိုအရင်ဆုံးပြပြပေးပါမယ်เนาะဒီအခုပြပေးမဲ့ကားလေးတွေကဒါညီမရဲ့မိတ်ဆွေတွေအနေနဲ့ပေါ့เนาะဒါအရေးကြဝယ်ခြင်းတဲ့မိတ်ဆွေတွေငွေစင်ဝယ်ခြင်းလားငွေချမ်းနဲ့ဝယ်ခြင်းလားဒါမှမဟုတ်ဒီလိုလုပ်ငန်းသုံးကားအချင်းချင်းကိုမှအလဲချက်ဝယ်ခြင်းတဲ့မိတ်ဆွေတွေအနေနဲ့ညီမတို့စီမှာတနေရာထဲမှာပဲတစုတစည်းရဲကြည့်ပြီးတော့မှဝယ်ယူအားပေးလို့ရမှာပဲဖြစ်ပါတယ်เนาะကားလေးတွေကိုရောင်းပေးတဲ့အခါမှာလည်းဝယ်ယူသူနဲ့အဆင်ပြေအောင်ဈေးတွေကိုလည်းညှိနှိုင်းပေးပြီးတော့မှဝယ်ယူသူစိတ်ချမ်းသာဖို့အဆင်ပြေဖို့ကိုပဲအဓိကထားပြီးတော့ရောင်းပေးတာဖြစ်ပါတယ်ရောင်းပေးလိုက်တဲ့အခါမှာလည်းပေါ့เนาะဒါကားနဲ့ပတ်သက်ပြီးတော့လိုအပ်တဲ့ပေါ့เนาะဒါရင်စစ်ဖို့လေးတွေပြီးလို့ရှင်လိုင်စင်ဝင်ဖို့လေးတွေဒါလုပ်ငန်းလိုင်စင်လုပ်ချင်လားဒါမျိုးပေါ့เนาะအသေးစိတ်ကိစ္စလေးတွေကမှအစားညီမတို့စီမှာဝန်ဆောင်မှုလေးတွေရှိပါတယ်ဒါနဲ့ပတ်သက်ပြီးအားလုံးကိုတာဝန်ယူပြီးတော့မှညီမတို့ကရောင်းပေးတာဖြစ်ပါတယ်ရှင်ဆိုတော့အခုကတော့ဒါအရှိကNissan Clever လေးကိုပြပြပေးပါမယ်ဒီကားလေးကတော့ model ကတော့2005 model ဖြစ်ပါတယ်ရှင်เนาะကားလေးက A11 license နဲ့ရမယ် manual gear လေးနဲ့ပါနံပါတ်10ရဆိုလို့ရှိရင်လည်း 5G နံပါတ်လေးနဲ့ရမယ်ကားလေးဖြစ်ပါတယ်ရှင်เนาะဒီကားလေးက Aircon power ရဲ့ power steering တော့မပါဘူးဒါပေမဲ့အရန်ပေါ့တယ်เนาะ power မပါဘူးဆိုပေမဲ့ power ပါတဲ့အတိုင်းပဲအရန်ပေါ့တယ်เนาะကားနဲ့ပတ်သက်ပြီးတော့အတိုက်အခါအရှုပ်အရှင်းအားလုံးကင်းပါတယ်ရှင်เนาะဒီကားလေးဆိုလို့ရှိရင်လား300ပေါ်ပေါ်လေးနဲ့ပဲရောင်းပေးမဲ့ကားလေးဖြစ်ပါတယ်เนาะဒီကားလေးမှာเนาะအပြင်ပိုင်းစေးဘော်တွေကမှစလိုအပ်ချက်မရှိအောင်ဝယ်ယူသူဘာမှထပ်လုပ်စရာမလိုအောင်လုပ်ငန်းမှာတခါတည်းလက်တင်သုံးလို့ရအောင်အနေအထားတည်ညီမတို့အားလုံးလှုပ်ထားပေးပြီးသားကားလေးဖြစ်ပါတယ်အနောက်မှာဆိုလို့ရှိရင်လည်းဒီကားလေးကစတီးဘက်ကအမိုးကိုင်းစတီးချေနဲ့အားလုံးပါပြီးသားကားလေးဖြစ်ပါတယ်เนาะစတီးဘက်ကအမိုးကိုင်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဒီဟာဒီကလေတံမိုးတံခံနိုင်မှာလေတံမိုးတံလည်းခံနိုင်နေပေါ့เนาะဒါစတီးဘက်ကအမိုးကိုင်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကိုယ့်ရဲ့လုပ်ငန်းအတွက်သုံးမယ်ဆိုလို့ရှိရင်လည်းအရန်ကိုအဆင်ပြေပါတယ်ဆိုတော့ဒါတော့ညီမတို့အနောက်မှာလည်းစတီးအမိုးကိုင်းချေနဲ့အားလုံးပါပြီးသားကားလေးဖြစ်ပါတယ်ပြီးတော့ညီမဒီကားလေးမှာတာယာဆိုင်ကိုအနောက်တာယာ73ဆိုင်အရှိတာယာကို12ဆိုင်ညီမထည့်ပေးထားပါတယ်ဒါကလုပ်ငန်းအတွက်သုံးမယ်ကိုပစ္စည်းတွေအများကြီးတင်မယ်ဝိတ်ချိန်အများကြီးအတင်ခံနိုင်အောင်လို့ညီမကအနောက်တာယာကို73ဆိုင်လေးထည့်ထားပေးတာဖြစ်ပါတယ်ရှင်เนาะစပြပိန်းနေကြိုက်တရားမှာစအားလုံးပါပါတယ်ဆိုတော့ဒါကတော့ညီမကနောက်လေးကိုပြပေးတာပါဆိုတော့ဒီကားလေးအတွက်ညီမတို့အတွင်းကန်းလေးကိုလည်းလိုက်ပြီးတော့ပြပေးပါမယ်ရှင်เนาะအတွင်းကန်းလေးမှာလည်းဒီကားလေးကဒါတန်ရှင်းတက်ရမှုအပိုင်းကအစားပြောကြရမလို့အောင်လုပ်ပေးထားပါတယ်เนาะဒါဝယ်ယူသူအနေနဲ့လက်တင်တစ်ခါတည်းသုံးလို့ရမယ့်ကားလေးဖြစ်ပါတယ်ရှင်เนาะအထဲထဲမှာဒါdashboard အခင်းနေလဲညီမထည့်ထားပေးပြီးသားပေါ့နော်ဒီကားလေးကဒါ manual gear လေးနဲ့ကားလေးဖြစ်ပါတယ်ဆိုတော့ဒါတော့ညီမအတွင်းကန်းလေးကိုပြပေးတာပါရှင်ဆိုတော့ဒီကားလေးကိုအရေးကြဝယ်ခြင်းနဲ့မိတ်ဆွေတွေငွေချမ်းနဲ့အလဲထက်လေလဝယ်ခြင်းမားဆွဲမိတ်ဆွေရဲ့အတွက်ရောင်းပေးမဲ့ဈေးလေးကတော့ဒါညီမတို့318သိန်းကိုညီမတို့ညှိနှိုင်းဈေးလေးနဲ့ရောင်းပေးမဲ့ကားလေးဖြစ်ပါတယ်ရှင်เนาะဒါ manual တွေက300ပေါ်ပေါ်လေး model ကလည်းအရင်ငယ်ကြီးမှုဆိုတဲ့မိတ်ဆွေရဲ့အတွက်ရွေးချယ်လို့အကောင်းဆုံးနဲ့လုပ်ငန်းတော့သုံးလို့အဆင်ပြေဆုံးဖြစ်မဲ့ကားလေးတစ်စီးဖြစ်ပါတယ်ရှင်เนาะရောင်းပေးမဲ့ဈေးလေးက318သိန်းကိုညီမတို့ညှိနှိုင်းဈေးလေးနဲ့ရောင်းပေးမှာဖြစ်ပါတယ်နောက်တစ်စီးကတော့အနောက်မှာရှိနေတဲ့ Subaru Summer အမျိုးအစားကားလေးဖြစ်ပါတယ်ဒီကားလေးကတော့ခေါင်းမြင့်လေးနဲ့ရမယ် model လေးမြင့်တယ်လို့ number 10ရဆိုလို့ရှိရင်လည်းမြင့်တဲ့ကားလေးပါရှင်เนาะဒါSummer တွေကဆိုပြီးတော့ Summer Crazy ရှိတဲ့မိတ်ဆွေတွေပေါ့နော် Summer လေးတွေကသုံးချင်ပါတယ်ဆိုတဲ့မိတ်ဆွေတွေအတွက်ဒါ Subaru Summer အမျိုးအစားကားလေးရောက်ထားပါတယ်เนาะ Summer ဆိုတဲ့အခါကျတော့ဒီကားလေးကဒါပလက်လေးလုံးနဲ့လာမယ်လုပ်ငန်းတော့သုံးရတာလေအရင်ဆင်ပြေတဲ့တောင်စင်းတောင်တက်ပေါ့နော်တောင်ပေါ်ဒေသတွေတိတက်မဲ့သုံးချင်ပါတယ်ဆိုရမိတ်ဆွေတွေအတွက်လည်းဒီကားလေးတွေကအရန်သုံးလို့ကောင်းတယ်အရန်သုံးလို့အဆင်ပြေတယ်ပေါ့နော်ဆိုတော့ဒါ model ကြီးအားလေးကိုပြပြပေးပါမယ်ဆိုတော့ဒီကားလေးက Subaru Summer အမျိုးအစားဖြစ်ပြီးတော့မှ model က2009 model လေးပါနော် AC power အစုံ2 week ကိုမှဒီကားလေးကလည်း manual gear နဲ့ကားလေးဖြစ်ပါတယ်သူကတော့ပဲကိုးလိုင်စင်လေးနဲ့ရပါမယ်1 နံပါတ်လေးနဲ့ပါ model မြင့်တယ်လို့နံပါတ်10အရလည်းမြင့်ပါတယ်ပြီးတော့ခေါင်းမြင့်လေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါစီးရတာလွတ်လွတ်လပ်လပ်ရှိတယ်တတရှိတယ်အရန်အတွင်းကန်းကမှဆက်ကြဝန်းဝန်းရှိတဲ့ကားလေးဖြစ်ပါတယ်ရှင်ဆိုတော့ဒါဒီကားတွေကဒါ Subaru Summer ဖြစ်တဲ့အတွက်ကြောင့်မို့လို့ engine ကတော့အနောက် engine ဖြစ်သွားပါတယ်ဒါကိုက highway မောင်းမယ်ခရီးတွေသွားမယ်ဆိုလို့ရှိရင်ဒါရင်မောင်းအနေနဲ့အရှိမထိုင်ရတာပူမာတွေကိုလုံးဝစိတ်ပူစရာမလိုဘူးပေါ့နော်ဒါ Summer ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါ engine ကတော့အနောက်ဆွဲ engine လေးဖြစ်သွားပါမယ်ဆိုတော့ဒါတော့ညီမအနောက်လေးကိုပြပေးတာပါဆိုတော့ဒီကားလေးမှာညီမ
ချင်းလေးထပ်ပေးမယ်နော်စတိချင်းလေးထပ်ပေးပါမယ်စတိအမိုးကိုင်းကတော့ပါထားပြီးသားဖြစ်ပါတယ်စတိအမိုးကိုင်းချင်းနဲ့အားလုံးပါပြီးသားကားလေးဖြစ်ပါတယ်ပြီးတော့ဒီကားလေးကအနောက်တာယာလေးမှာပန်းအားလေးနည်းနည်းရော့နေတဲ့အတွက်ကြောင့်မလို့တာယာနှလုံးအသစ်ထည့်ထားပေးပါတယ်အရှိတာယာတွေကတော့ပန်းအားကျန်သေးတယ်ပေါ့နော်ဒါအနောက်တာယာနှလုံးကိုတော့အသစ်ထည့်ထားပေးပါတယ်ဆိုတော့ဒါကတော့ညီမဒီအနောက်ပိုင်းလေးကိုညီမပြပေးတာပါဆိုတော့ဒီကားလေးအတွင်းငန်းကိုညီမတို့ကြည့်ပါမယ်နောက်ကအတွင်းငန်းထဲမှာလည်းဒီကားလေးကကြကြဝန်းဝန်းရှိတယ်ထိုင်ကုန်လေးကမှစအသစ်ချုပ်ထားပေးတယ်ဒါပုံမှန်ထိုင်ကုန်လေးနဲ့မတူအောင်ပေါ့နော်တစ်ခေါက်နဲ့တစ်ခေါက်မတူအောင်တော့မတူတဲ့အယောင်ကာလာလေးတွေဒီဇိုင်းလေးတွေပုံဖော်ပြီးတော့မှညီမတို့ထိုင်ကုန်လေးတွေကိုလည်းအသစ်ချုပ်ထားပေးပါတယ်ဆိုတော့ဒီကားလေးမှာညီမတို့ဒါ dashboard အခင်းတွေလည်းပါတယ် CRN ဆွတ်တွေလည်းပါတယ်အားလုံးကိုထည့်ထားပေးပါတယ်ရှင်တော့ဒီကားလေးကAC power အစုံ2 week ကိုမှ manual gear နဲ့ကားလေးဖြစ်ပါတယ်အတွင်းငန်းဝါမှအစရမ်းကျဲတယ်အပေါ်မှာဆိုလို့ရှိရင်စာအုပ်စင်တွေလည်းပါပါတယ်ခေါင်းမြင့်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါလုံးဝပေါ့နော်အရက်ရှည်တဲ့လူပဲဖြစ်ဖြစ်ထိုင်ရတာလုံးဝကြဲကြဲဝန်းဝန်းရှိတယ်ဝါတဲ့သူပဲဖြစ်ဖြစ်ပိန်တဲ့သူပဲဖြစ်ဖြစ်ထိုင်ရတာကမှစာလုံးဝကျဲတယ်ခေါင်းမြင့်လည်းဖြစ်သွားတယ်စာအုပ်စင်တွေလည်းပါတယ်နေကာတွေလည်းနှစ်ဖက်လုံးပါပါတယ်ရှင်ဆိုတော့ဒါတော့ညီမဒီကားလေးရဲ့အတွင်းငန်းလေးကိုပြပေးတာပါဆိုတော့ဒီကားလေးနဲ့ပတ်သက်ပြီးကနော်စာပဲစာတဲ့အရှုပ်အရှင်အတိုက်ခိုက်အားလုံးပေးပါတယ်ပြီးတော့ဒီကားလေးကဒါညီမတို့ license အသစ်ဝင်ပေးမှာပါနော် license အသစ်နဲ့ရမယ့်ကားလေးဖြစ်ပါတယ်ရှင်နော်ဒီကားလေးကိုညီမတို့ရောင်းပေးမဲ့ဈေးလေးက340ကိုညီမတို့ညှိနှိုင်းဈေးလေးနဲ့ရောင်းပေးမှာဖြစ်ပါတယ်ရှင်မော်ဒယ်ကြီးရလေးကိုပြန်ပြောပေးပါမယ်ဒီကားလေးက Subaru Samba အမျိုးအစားဖြစ်ပြီးတော့ model က2000ခွန် model AC power ဆို2 week ကိုမှပကိုးလိုက်စင် 1Q number လေးနဲ့ရမယ်ကားလေးကိုရောင်းပေးမဲ့ဈေးလေးက340ကိုညီမတို့ညှိနှိုင်းဈေးလေးနဲ့ရောင်းပေးမဲ့ကားလေးဖြစ်ပါတယ်ရှင်အရေးကြဝယ်ခြင်းနဲ့မိတ်ဆွေတွေငွေချမ်းအလဲထက်ဝယ်ခြင်းနဲ့မိတ်ဆွေတွေအတွက်ရပါတယ်ဆိုတော့ဒီကားလေးနှစ်စီးကြည့်လို့ရပါမယ်ဟိုဘက်မှာရှိနေတဲ့ကားလေးတွေကတော့ဒါညီမတို့အရင်ရက်ကနေပြီးတော့ဗောနော်ဒါကားလေးတွေရင်စစ်ဖို့လေးတွေဒါ license အချိန်ပြောင်းလုပ်ဖို့လေးတွေကြံနေသေးတဲ့အတွက်ကြောင့်မို့လို့ဒါပေါ့နော် license အသစ် license တက်အသစ်ဝင်ဖို့လေးတွေရင်စစ်ဖို့လေးတွေအချိန်ပြောင်းလေးတွေပေါ့နော်ဒါမန္တလေးကနေပဲကိုးပြောင်းဖို့လေးတွေ run နေတဲ့ကားလေးတွေဖြစ်ပါတယ်เนาะဒီအရှိရကားလေးဆိုလို့ရှိရင်ဒါSuzuki Mazda လေးကိုမှ model 2000ခွန် model နဲ့ကားလေးပါဒီကားလေးဆိုလို့ရှိရင်ဒါရင်စစ်ဖို့တက်စောင့်နေတဲ့ကားလေးဖြစ်ပါတယ် CN လေးချထားတယ်ပေါ့နော်ဆိုတော့အလဲကကားလေးဆိုလို့ရှိရင်လည်းဒါ auto ဆိုပြီးတော့မှလုပြီးတော့ဝယ်ထားတဲ့ကားလေးပေါ့နော်ဒါ line ပေါ်တော့မတင်လိုက်ရသေးဘူးပေါ့နော် line ပေါ်တင်ပြီးနောက်ရက်မှာပဲတခါတည်းချက်ချင်း CN ချပြီးတော့ဝယ်ယူသွားတဲ့ကားလေးဖြစ်ပါတယ်ဆိုတော့အနောက်ဆုံးကတော့ဒါ Suzuki 2010 Juran Auto ကားလေးဖြစ်ပါတယ်ဆိုတော့ဒီကားလေးကတော့ဈေးမဖွင့်ရသေးပါဘူးရှင်เนาะဒါကျွန်တော်တို့အထက်မှာလည်းအရေးကြအတွက်ပေါ့နော်စပြီးတော့ run နေတဲ့ကားလေးတွေဆောက်ဆန်စုနေတဲ့ကားလေးတွေအထက်မှာပဲထားထားပါတယ်ဆိုတော့ဒါတော့ညီမတို့စီမှာကားလေးတွေလာကြည့်ကြပါတယ်ဆိုတော့မိတ်ဆွေတွေအတွက်ကတော့ဒါညီမတို့ရဲ့ပေါ့နော်39ခွန်ခွန်11ခွန်655လေးကိုဆက်သွယ်ပြီးတော့မှညတော်ကုံ34ရက်ကွက်အုတ်ချွေမှုရုံအနီးမှာကားလေးကိုလာကြည့်လို့ရမှာဖြစ်ပါတယ်ဟိုးအရှိကတော့ပေါ့နော်ဟိုးလမ်းဆောင်လေးဆိုလို့ရှိရင်ဒါအုတ်ချွေမှုရုံရှိပါတယ်ဒီအုတ်ချွေမှုရုံကိုရောက်ပြီဆိုတာနဲ့ညီမတို့ဒီမှာရက်ထားတဲ့ကားလေးတွေကိုမြင်တွေ့နေရမှာဖြစ်ပါတယ်ဒါလိုင်းညွန်ရတာအစမပြေဖြစ်လို့ပေါ့နော်ဆိုတော့ညီမတို့ဒီအဝင်လေးမှာလဲဒါ 660cc ဦးရဲဆိုပြီးတော့ညီမတို့ရေးထားပေးပါတယ်ရှင်တော့ဒါ34အုတ်ချွေမှုရုံလို့ဒါမေးပြီးတော့လာခဲ့ပါညီမတို့ ਨੇ နီးဆက်ဆုံးပါရှင်ဆိုတော့ဒါကားလေးတွေနောက်ထပ်တစ်ယောက်ပေါ့နော် height ချက်လေးလည်းရောက်ဖို့ရှိပါတယ်Mitsubishi လေးလည်းရောက်မယ်ပေါ့နော်ဒါရောက်တဲ့ခါကျလို့ရှိရင်လည်း update အနေနဲ့ခဏပေါ့နော်ညီမတို့တင်ပေးနေမှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်မို့လို့ညီမတို့ရဲ့ page လေးတွေကိုစောင့်ကြည့်ပြီးတော့မှ like and follow လေးလုပ်ခဲ့ပေးပါအောင်ရှင်เนาะကားလေးတွေလာကြည့်လို့ရပါတယ်ညီမတို့ရုံးချိန်ပိတ်ရက်မရှိပါဘူးရှင်ညီမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့မိတ်ဆွေတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုကျန်းမာပါစေရှင်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲတတ်တာပါ